တဲ့ငါကလေးဘဝမှာအသက်ပေးရဖို့ဖြစ်တွေများလည်းကြောက်ပါမင်းငယ်တွေလို့ရင်ဆိုင်တာမဆိုးရှိမှချစ်ဦးလေးတွေတလို့တဲ့တကွေတော်တွေမှာမောင်တဲ့နှလုံးခွဲတဲ့သူရဲ့တွေကိုမေးယူတော့မှမဟုတ်ကားတဲ့ပြန်ဖို့ပါဘယ်ရာတွေဟာဘယ်လိုဆုံးတော့မောင်တရားနာပဲလူကိုယူပါတဲ့တော့ချမ်းသာပြီပါတဲ့ငါကလေးဘဝမှာအသက်ပေးရဖို့ဖြစ်တွေများလည်းကြောက်ပါမင်းငယ်တွေလို့ရင်ဆိုင်တာမဆိုးရှိမှအချစ်